ပြဖြစ်လို့ရတယ်ဘာမှဖြစ်မင်္ဂလာပါကျမကတော့ဇေဝပညာရှင်ကြီးပါဒီနေ့တော့မျက်စင်းစိအသုံးပြုတာနဲ့ပတ်သက်ပြီးနင်းစနစ်မှန်ကန်အောင်အသုံးပြုနိုင်ဖို့အတွက် step by step ဘယ်လိုသုံးရမလဲဆိုတာလေးပြောပေးမယ်ပေါ့နော်အဲ့တော့ဒီ step by step လေးမပြောခင်မှာဆိုလို့ရှိရင်အဓိကမျက်စင်းစိသုံးရတဲ့အကြောင်းရင်းဒါအသုံးမျိုးရှိတယ်အမှားတစ်မျိုးအနေနဲ့ကတော့မျက်စိ6တာပေါ့နော်မျက်စိ6တယ်ဆိုတဲ့အခါကြာလို့ရှိရင်မျက်စင်းစိကိုသုံးတယ်ဒုတိယအနေနဲ့ကကြတော့ဒီမျက်လုံးရှည်တိမ်ဖြစ်တာပေါ့နော်အဲ့မှာဆိုလို့ရှိရင်မျက်စင်းစိတွေကိုညွှန်နိုင်ရှိရဲသုံးနိုင်ရှိရဲတတိယအနေနဲ့ကတော့ဒီ allergic reaction allergy တခုခုကြောင့်ပေါ့နော်မျက်စိရားရံတာအဲ့လိုမျိုးလေးဆိုလို့ရှိရင်မျက်စင်းစိသုံးတာရှိရဲပေါ့နော်ဒါသုံးခုကတော့ဒါမျက်စင်းစိသုံးရတယ်ဆိုတဲ့အခါမှာဆိုလို့ရှိရင်ဒီအကြောင်းရင်းလေးကြောင့်များတယ်ပေါ့နော်ဒါဒီ step လေးကိုမပြောခင်မှာဆိုလူတွေမျက်စင်းစိသုံးတဲ့အခါမှာဆိုရင်မှားကြတာလေးရှိရဲဘာလဲဆိုတော့ဆရာဝန်က2ကြိမ်လို့ညွှန်တယ်ဆိုတဲ့အခါကျရင်တစ်နေ့မှာဘယ်ချိန်မှဆို2ကြိမ်အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ဥမာမနက်8နာရီထဲဆိုည8နာရီပေါ့နော်2ကြိမ်ကို7နာရီချပြီးသုံးပေးတာပေါ့နော်အဲ့လိုမျိုးလေးရှိရဲနံပါတ်2ချက်အနေနဲ့ဆိုရင်ဒီအထူးသဖြင့်ရေတိမ်လို့ပါလို့ဆိုလို့ရှိရင်ဒီမျက်စင်းစိကို2မျိုးလောက်ညွှန်တာရှိရဲအဲ့ခါဆိုလို့ရှိရင်ပထမ1မျိုးထည့်ပြီးနောက်တစ်ခုချက်ချင်းထည့်ရမျိုးမလုပ်ရဘူးပေါ့နော်တစ်ခုနဲ့တစ်ခုကြာမှာအနည်းဆုံး9မိနစ်ကနေ10မိနစ်ချားပြီးတော့မှထည့်ပေးရတာမျိုးရှိတယ်ပေါ့နော်နံပါတ်3ချက်ကတော့မျက်ကပ်မှန်ထပ်တယ်ဆိုတဲ့အခါကျရင်ဒီမျက်ကပ်မှန်ကိုတတ်ထားရတဲ့မျက်စင်းထည့်တာမျိုးမဟုတ်ပဲနဲ့မျက်စင်းထည့်မယ်ဆိုမျက်ကပ်မှန်ကိုအရင်ချွတ်မယ်ပြီးရင်ချက်ချင်းပြန်တက်တာမလုပ်ပဲနဲ့အနည်းဆုံး15မိနစ်လောက်စောင့်ပြီးတော့မှပြန်တက်ပေးရမယ်ပေါ့နော်ဒါကတော့ရှောင်ရန်လေးပေါ့နော်နင်းစိထည့်မယ်ဆိုရင်ဘယ်လိုထည့်ရမလဲပေါ့နော်ပထမဆုံးတစ်ချက်အနေနဲ့စက်ပြာရည်အသုံးပြုပြီးတော့လက်ကိုစက္ကန့်20လောက်တေချာလေးဆေးပေးရမယ်နံပါတ်2အချက်ကကြောင့်ပထမဆုံးချိန်သုံးနေဆိုလို့ရှိရင်တော့ဒီဆေးဘူးမှာရှိရဲ့ expire date လေးကိုတစ်ချက်ကြည့်ပေးနံပါတ်3အချက်အနေနဲ့ကတော့ဒီဆေးဘူးအဖုံဖွင့်ပြီးသွားလို့ရှိရင်လည်းဆေးဘူးဖုံးရဲ့အတွင်းပိုင်းပေါ့နော်အတွင်းပိုင်းနေရာကိုလက်တီနဲ့ထိတာမျိုးတွေမလုပ်ရဘူးလှဲအိတ်တာဒါမှမဟုတ်လို့ရှိရင်ဒီအနောက်ကိုမှီပြီးတော့ခေါင်းမော့ပြီးတော့ပေါ့နော်ဒီလိုထိုင်လို့ရတဲ့ခုံလေးတစ်ခုမှထိုင်ဖို့ပေါ့နော်အောက်ဘက်မျက်ခုံကိုဒီလိုလေးအောက်လေးကိုဆွဲချလိုက်လို့ရှိရင်ဒီနားမှာအိတ်ပုံစံမျိုးလေးဖြစ်သွားမယ်ပေါ့နော်အဲ့လိုဖြစ်ပြီဆိုလို့ရှိရင်မျက်စင်းကိုမျက်လုံးသားယူလာပြီးတော့ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်းတစ်ဆက်ဆိုတစ်ဆက်နှစ်ဆက်ဆိုနှစ်ဆက်ထည့်ပြရမယ်ပေါ့နော်တချို့လက်မငိန်တဲ့လူဆိုလို့ရှိရင်ဒီနှစ်ဖူးလေးပေါ်မှာလက်ကိုငိန်အောင်တင်ပြီးတော့မှထည့်တဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးလေးလည်းလုပ်ကြည့်လို့ရတယ်ပေါ့နော်မျက်စင်းထည့်ပြီးသွားပြီဆိုလို့ရှိရင်မျက်လုံးကိုဒီ10မိနစ်ဒါမှမဟုတ်လို့ရှိရင်စက္ကန့်30လောက်မှိတ်ထားပေးရမယ်ပေါ့နော်ဆေးဘူးဖုံးပြန်ပိတ်မယ်ပြီးလက်ကိုတေချာလေးပြန်ဆေးမယ်ပေါ့နော်ဒီမျက်စိအနီးတစ်ဝိုက်မှာဒီမျက်ရည်လေးထွက်နေတာမျိုးလေးရှိတတ်တယ်အဲဆိုရင်တော့ tissue အတန့်လေးနဲ့ပုတ်ပြီးတော့တုပ်ပြီးတချို့မျက်စင်းတွေကကြတော့ထည့်လိုက်လို့ရှိရင်ဥမာဒီရေတိမ်မှာသုံးရတဲ့ဟာမျိုးတွေဆိုလို့ရှိရင်ထည့်လိုက်လို့ရှိရင်ပူတာမျိုးတွေဆက်တာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကပုံမှန်ပဲဘူးဒါပေမဲ့ကိုလုံးဝမနေနိုင်အောင်ဒီဆက်တာတွေပူတာတွေဒီမျက်စိအနာတစ်ဝိုက်မှာမိတာတွေချောင်းတာအဲ့လိုဖြစ်တယ်ဆိုရင်တော့ဆရာဝန်နဲ့ပြန်ပြီးတော့ပြောမေးပြရမယ်ပြန်ဖြစ်လို့ရတယ်ဘာမှဖြစ်ဒီလောက်ဆိုလို့ရှိရင်တော့ဒီမျက်စင်းနဲ့ပတ်သက်ပြီးဆောင်းရန်လေးတွေကိုသိသွားမယ်လို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်